你也这没有弄呀，拉是不是？是还得有他弄没家人了，哎呀妈！阿妈家了，哎妈，怕你了嘛？我呢嘛，我不，刚刚骗你妈路边嘛么路嘞？别，我不路路钱嘞，别，你妈别，不能别喏。都也习惯比什么叫类似的，都无厘头呀的。哎，好比。这里我这汤的都会都比的。嗯。啊，里面不，我家嘞，里那家了。变成路嘞，什么地方嘞？哎妈，路嘞，阿拉不行。阿拉克里所以呀的不，但你阿拉里多路的泥啦，地下呢哎呢，哦哎。你吃点啥嘞？烧鸡嘞，差不。哎妈。三点半等下家嘛，一个里面他们点啥不？啊，路里面路完了不？ကလေးလေးတွေအကုန်ချောချောလေးတွေနော်ဖြူဖြူချောချောလေးတွေဒီကလေးလေးကဖြူဖြူချောချောလေး鸡毛。ငုံနဲ့တဲ့သားလေးတာအနီပြပြမယ်ဘာမှစိတ်မကောင်းမဖြစ်နဲ့အနီကူညီမယ်လို့ပြောပြီးပြီလေနောက်ခုအနီသေးချာအနီဒီမှာပတ်စံရော့တုံးဆိုပေးခဲ့လို့ရတယ်အနီမလုပ်ချင်ဒါပေမဲ့ဘာတွေအခက်အခဲရှိနေလဲတေးချောင်းအနီသားကိုကူညီခြင်းလို့သားဘွားလေးမြင့်တင်ခြင်းလို့အနီလောက်တွေလိုက်ပြောနေတာလေနော်သားနော်အကောင်းဆုံးစီစဉ်ကြတာပေါ့နော်သားနော်အမလည်းမငိုနဲ့တို့တွေအကောင်းဆုံးစီစဉ်ကြမယ်လေနော်ဘယ်လိုမျိုးလေးဖြစ်ချင်လဲအမပြပြလေးဘယ်လိုမျိုးလေးဆိုအမတို့ဒါမိသားဒါလေးရှိတာ哦ညီမလည်းတွေးကြည့်တယ်လေခလေးကလည်းဒါပညာရေးဆိုရင်ဒါသင်လို့မရတဲ့အခြေအနေဖြစ်နေတာပေါ့အဲ့လိုလား ဟုတ်ကဲ့အဲ့လိုတော့ဖြစ်နေတာဟုတ်ဆက်ကြဘူးညီမရဲ့အမသူဝဲပြပြပေါ့စေတနာနဲ့လာပြီးပြီးသွားကန်းသွားတဲ့ဟာကိုကျောက်ကကျမတောင်းထားပြပါမယ်ရအောင်ထားတယ်လို့သူရစီကအလားကားကြတယ်မလို့ညီမရဲ့ ကောင်းလိုက်တာတန်မိုးအဲ့ဒါတန်မိုးရှိရဲ့အမနော် တကယ်လို့မြတ်သူကစားမလိုက်နိုင်လို့အခုလူပဲကြောက်မတက်ဖဲနဲ့ကိုမသိတဲ့အချိန်အဲ့ဒီမှာသွားပြီးလုံလုံနေရင်ကိုကကလင်းကကြက်လို့လည်းပြောမခံနိုင်ဘူး ကောင်းလိုက်တာမရှိပေမဲ့ဒါစိတ်တက်ကအရင်မြင့်တယ်အဲ့ဒါအရေးကြီးဆုံးပဲညီမစိတ်တက်ကအရေးကြီးဆုံးပဲကောင်းတယ်မှာနော် အားကြောင့်မလို့လေဟိုရအောင်ထားပါမယ်လို့ပြောပြီးတော့လေသူများစီကကူညီတဲ့ပတ်စံကိုအလကားတကယ်မလို့ခြင်းဖြစ်နိုင်လို့ရှိရင်သူရှာတာလေးနဲ့ဟိုဒီလိုလောက်တာလေးနဲ့လေတနေ့တာတော့စားဖို့အဆင်ပြေပါတယ်ဟုတ်ပေါ့ရတယ်တားလေးရတယ်အခုလည်းဆိုဒီကလေးကကြောက်တယ်မယ်လို့ပြောပြီးတော့မှသူများစိတ်တနာနဲ့ကူညီပေးသွားတဲ့အရာကိုလည်းညနေလဲခဲ့ပြငါရရင်ပြီးရောဆိုပြီးတော့မှမလုပ်ချင်ဘူးတကယ်လို့စားမလိုက်နိုင်ရင်သူတက်မှာမဟုတ်ဘူးအဲ့လိုမျိုးကြောင်းပြေးတာတော့ကြောင်းကနေမှအမေကြောင်းတက်တယ်ဆိုပြီးတော့မှဒီနေရာကိုပဲပြန်ရောက်သွားရင်ငါတို့ကတော့ဒီကလေးကိုဖြစ်စေခြင်းလို့ကူညီပံ့ပိုးတာသူတို့ကတော့ငါတို့ကိုရမှာဒီလိုပြခိုင်းစားတယ်ဆိုတာမျိုးလဲတကယ်အထင်တော့မှလည်းကြောက်တယ်အဲ့လိုမျိုးလည်းမလို့ခြင်း။အားကြောင့်ဒီနေ့သူလည်းကြောက်တယ်မလား။မိပြန်ထားမယ်ကြောက်တယ်မလားမေးတယ်။သူစားမလိုက်နိုင်လို့ငါတဲ့။မနေချင်တော့ဘူးတဲ့။ဒီတော့မှသူလည်းဒီလိုလောက်ကိုင်းနေဆိုကလေးလေးချင်းတော့ပြောတာပေါ့နော်။အဲ့လိုမျိုးဖြစ်တယ်ဆိုပြီး ဒါကဘာဖြစ်လို့ကြောင်းမတက်ချင်ရတာလဲစာမလိုက်မမီလို့လားအဲ့လိုစိတ်အနှောက်အယှက်တွေဖြစ်နေလို့များဒီစာကိုဒါမလုပ်ချင်တာလား 你也这没有弄呀，拉是不是？是还得有他弄没家人了，哎呀妈！哎呀，弄就没了。စားပြတာကိုစမကြီးတော့လေဒီလိုလေးရှာနေပြီးနေအစီအပြေတော့အဲ့လိုမျိုးလေးပြောပြီးတော့မှကိုရီလိုအပ်ချက်တရားလဲဂလေးတွေပေါ့ကိစ္စတွေလို့စိတ်တန်ရပါလို့မ